there is a bridge there is a bridge တရားတစ်စင်းရှိတယ်ဒါဆိုရင်ဒီမှာရှိတယ်ဆိုရင် has နဲ့ have ဘာလို့မသုံးတာလဲဒါဆိုရင် there is there ကဘယ်နေရာသုံးရမှာလဲ has have ကဘယ်နေရာမှာသုံးရမှာလဲဆိုရင်အလွယ်နည်းနဲ့မှတ်မယ်ဆိုရင်ရှိနေတဲ့ဒီနေရာ location ကိုပြောမယ်ဆိုရင် there is there ကိုသုံးလို့ရပါတယ်ဒါမှမဟုတ်ရင်ပိုင်ဆိုင်တာတွေပါဝင်တာတွေပြောမယ်ဆိုလို့ရှိရင်တော့ has have ကိုသုံးလို့ရပါတယ် for example I have a pencil I have a pen ဒါပိုင်ဆိုင်မှုကိုပြတာပါနောက်တစ်ခုmy house has 3 bedrooms my house has 3 bedrooms ဒါဆိုရင်တော့ပါဝင်တာကိုပြောတာပါအဲ့ဒီအချိန်မှာတော့ has have သုံးလို့ရပါတယ်ဒါတော့ဘယ်ဒီနေရာ location ကိုပြောချင်တာဖြစ်တဲ့အတွက်ကြောင့် there is there ကိုသုံးပြီးလို့ရပါတယ် so there is a market there is a market ဈေးတစ်ခုရှိတယ် there is a bedroom there is a bedroom အိမ်ခန်းတစ်ခန်းရှိတယ် there is a tree there is a tree တစ်ပင်တစ်ပင်ရှိတယ် there is a well there is a well ရေတွင်းတစ်ခုရှိတယ် there is a university there is a university တက္ကသိုလ်တစ်ခုရှိတယ် there is a jetty there is a jetty စိတ်ခံတံတားတစ်ခုရှိတယ် there is a pagoda there is a pagoda စီရီတစ်ဆူရှိတယ် there is a hat there is a hat တဲလေးတစ်လုံးရှိတယ် there is a river there is a river မြစ်တစ်စင်းရှိတယ် there is a stream there is a stream စမ်းကြောင်းလေးတစ်ခုရှိတယ် there is a bus stop there is a bus stop bus ကမှတ်တိုင်တစ်ခုရှိတယ် there is a cart there is a cart လဲတစ်စီးရှိတယ်